Hello အားလုံးမင်္ဂလာပါကျွန်တော်ရှော့တဲ့ပြင်ပါဒီနေ့တကယ်ချင်းတို့တစ်ခုပြမလို့ကျွန်တော်အရင်တော့ကျွန်တော်ဒီဟောပေါ့ DIY CO2 set တွေကျွန်တော်စပြီးတော့ကျွန်တော်ရောင်းတော့ကျွန်တော် ready made ဖုန်းတွေသုံးတာ ready made ဖုန်းတွေသုံးတော့ပြဿနာကဖြစ်တယ်ဆိုတော့အဲ့ ready made ဖုန်းတွေတခါဒီကျွန်တော်တို့ import တွေမလာတော့ဘူးပေါ့နော်မလာတော့ကျွန်တော်တော်တော်ဒုက္ခရောက်တယ်ဒုက္ခရောက်တော့ကျွန်တော်ဒီရှိတဲ့ဖုန်းတွေလည်းပဲကျွန်တော် DIY လုပ်ရတာဆိုတော့ကြိုက်သလားဆိုတော့မကြိုက်ဘူးဒါဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ဒီအဖုံးကအဆင်မပြေဘူးပေါ့နော်ခဏခဏအဲ့လိုမျိုးယူတာတို့ပြုတ်ထွက်တာတို့နှမ်းတာဖြစ်တယ်ဆိုတော့ကျွန်တော်သဘောမကျဘူးပေါ့နော်သဘောမကျတော့ကျွန်တော်ဝမ်းသာစရာပေါ့အခုအဖုံးလေးတွေပြန်ရောက်ပြီတော့နော်ပြန်ရောက်ပြီဆိုတော့ကျွန်တော်ဒီ CO2 set ကိုကျွန်တော်အရင်အဖုံးနဲ့ကျွန်တော်ပြန်လုပ်ပြီး original အဖုံးပေါ့နော်ဆိုတော့ဒီမှာကျွန်တော်ရဲ့ CO2 set မှာဆိုရင်ဒါ AB ၄စုံပါမယ် AB ၄စုံတစ်စုံဖြောရင်3ဘက်ခံမယ်တစုံပြောင်း3ဘက်ဆိုတော့ကျွန်တော်4စုံဆိုတော့ပြန်မြ3လဝန်းကျင်ပေါ့နော်3လဝန်းကျင်သုံးလို့ရမယ်ဒါကတော့ကိုညှစ်တဲ့ပုံမူတည်တာပေါ့နော်ဆိုတော့ကိုအကြေများများညှစ်ရင်တော့လေဒီကျွန်တော်တို့ဒီတစုံကိုတစ်ပတ်နဲ့လည်းကုန်မှာပေါ့တရက်နဲ့လည်းကုန်မှာပေါ့နော်ဆိုတော့တစ်နေ့ကိုတစ်ခါညှစ်ရပါပြီနော်ကျွန်တော်ဒီက4စုံထည့်ပေးထားတယ်ပြန်မြ3လဝန်းကျင်သုံးလို့ရမယ်နောက်ပြီးတော့ကျွန်တော်အခုဒီမှာကျွန်တော်ဒီ original ဖုန်းလေးတွေကျွန်တော်ပြန်ရပြီနော် original ဖုန်းလေးတွေပြန်ရပြီအကုန်လုံးဒါ setup လုပ်ပြီးသားကျွန်တော်ဆင်ပြီးသားပေါ့ကိုလည်းဖြုတ်တက်လုပ်လို့ရတယ်ပေါ့နော်ကျွန်တော်အကုန်လုပ်ပေးထားတယ်အဲ့ဒီမှာမှ sorry မှာကြံခဲ့တယ်တခုအဲ့မှာမှကျွန်တော်ကဒီမှာ AB ပေါ့ A ဆို A B ဆို B ပေါ့နော် A ဆို A B ဆို B ကျွန်တော်အဖုံးမှာရေးပေးထားတယ်ဆိုတော့ဘာမှခက်ခဲမရှိဘူးကျွန်တော်လုပ်ပေးထားတာရိုးရိုးရှင်းရှင်းနဲ့ဘာမှအတွေ့အကြုံမရှိတဲ့လူတော့သုံးလို့ရတယ်ဒါမှ A အဖုံးမှာ A ဆိုရင် A အဖုံးမှာ B ဆိုရင် B ဆိုတော့ A ကို A ဘူးမှာတက် B ကို B ဘူးမှာတက်ပေါ့အရေးကြီးတာတစ်ခုကသူ့ကိုတက်တဲ့အချိန်မှာကျွန်တော်တို့ဒီအဖုံးကိုမလှည့်ပါနဲ့เนาะဒီအဖုံးကိုမလှည့်ပါနဲ့ကိုထည့်ကြရှိတာထည့်ဒီမှာ A ဆိုလဲ A ရေးလဲပဲ B ဆိုလဲ B ဒီမှာရေးလဲပဲเนาะရေးတလောက်ကလေးထည့်ရမယ်ဒါဆိုရေးတလောက်ထည့်ရမယ်ဒီမှာအထုပ်မှာလဲ AB ကိုရေးထားပြီးသားဘာမှမခက်ခဲဘူးเนาะအခုတစ်ထုပ်ထည့်လိုက်ရုံပဲပြီးရင်ထည့်ပြီးဖြော်ပြီးပြီဆိုတာနဲ့ဒီမှာအဖုံးလေးကိုမကြက်ပါနဲ့မလဲပါနဲ့ဘူးကိုပဲလှည့်ပါဆိုတော့ကျွန်တော်တို့ကျန်းမြင်မှာချထားတဲ့ဆိုရင်လည်းဒီတိုင်းပဲထားပြီးတော့ဒီလိုလေးပဲလှည့်ပါနော်အဖုံးကိုသွားမလှည့်ပါနဲ့နော်ဘာလို့လဲဆိုတော့ပိုက်တွေလိမ်ကုန်တာခောက်ကုန်တာတွေဖြစ်မှာဆိုလို့နော်ဒီဖုံးလေးရဲ့အားသာချက်ကဘာကောင်းလဲဆိုတော့သူကအထဲမှာ rubber seal ပါတယ်ကျွန်တော်တို့ဒီ gas ယူစိမ့်တာတို့အရည်တွေယူစိမ့်တာတို့မဖြစ်အောင် rubber seal တွေပါတယ်ဒီလိုကြောင့်အရင်ကောင်းတယ်ဒါပေမဲ့အားနည်းချက်ရှိပါတယ်အားနည်းချက်ရှိတာဘာလဲဆိုတော့သူကအားနဲ့ချက်လို့မရဘူးအားနဲ့တော့ချက်လို့မရဘူးကိုချက်တဲ့အခါကျရင်ကျွန်တော်လက်တင်းတယ်ဆိုရပြီဘာလို့ဆို rubber seal ရှိတဲ့အတွက်ကြောင့်ကျွန်တော်တို့ဒီအရစ်ကချက်ရင်ချက်တဲ့လောက်သွားမယ်အဖုံးကွဲတဲ့ထိချက်လို့ရတယ်ဒီဖုန်းခွတ်ဆိုကွဲသွားရှိကိုကျွန်တော်တို့ကြက်လို့ရတယ်အဲ့တော့အဲ့လောက်ကြီးကြက်စရာမလိုဘူးကျွန်တော်ဒီမှာဒါဆိုတာစတင်းသွားပြီပေါ့နော်တရက်လောက်တင်းလိုက်ရပြီတလောက်ဆိုရင်တင်းသွားပြီဆိုရင်ရပြီ rubber seal နဲ့ဘူးထိတ်နဲ့ထိသွားပြီပေါ့နော်ဒါဆိုရင်ရပြီအဲ့ဒီအနေထားလောက်နဲ့ပဲကြက်ပါပေါ့နော်ဒါအထူးသတိထားမယ်ချက်တစ်ချက်ပေါ့နော်နောက်ပြီးတော့ကျွန်တော်ဗာထည့်ပေးထားမလဲဆိုတော့ပိုက်ကကျွန်တော်အရှည်၄ပေခွဲဆိုတော့ကန်အမြင့်ကြီးတွေတောင်မှကျွန်တော်သုံးလို့ရတယ်အဲ့ဒါတော့ဒီ CO2 set မှာတဲ့အချိန်မှာcustomize ပေါ့နော်ကျွန်တော်ကတော့ကိုယ်ပိုက်လေးနည်းနည်းရှိလို့ခြင်းတယ်ကျွန်တော်ကန်ဆင်ရနည်းနည်းမြင့်လို့ဘုံဒီမုံနည်းနည်းဝေးလို့စသဖြင့်ပေါ့နော်ဆိုတော့ဒါကတော့ကျွန်တော်အဆင်ပြေအောင်ကျွန်တော်လုပ်ပေးလို့ရတယ်ပေါ့နော်နောက်ပြီးတော့ကျွန်တော်ချက်ပါကျွန်တော်ထည့်ထားတယ်ဒါအခုနောက်ပိုင်းကျွန်တော်သတိထားမိလာတာကအခုချက်ပါလေးတွေကျွန်တော်အရင်တော့ဒီအလဲဆန်အနီလေးတွေနဲ့ဟာလေးကျွန်တော်သုံးတာအဆင်မပြေဘူးသူဒီရိုးတာစိတ်နာပါညာဒါဖြစ်တယ်အခုဒီအမဲလေးတွေတော်တော်အဆင်ပြေတယ်ချက်ပါလေးတွေသုံးရတာတော်တော်လေးကိုအဆင်ပြေတော့အဲ့ဒါအခုကျွန်တော်ချက်ပါထည့်ပေးတယ်နောက် diffuser ကတော့ကျွန်တော် DIY ပဲပေါ့diffuser တော့ DIY ပဲပေါ့နော် diffuser တော့ DIY ပဲနောက်ပြီးကျွန်တော်ပိုက်ထိန်းပါမယ်ဆိုတော့ဒီလိုတစ်ဆက်ပေါ့အခုဒါနောက်ဝမ်းသာစရာပေါ့နော်ကျွန်တော်အကုန်လုံးပြန်လုပ်ပဲဒါပေမဲ့ကျွန်တော်မှအားနေကြတာဘာရှိမလဲဆိုတော့ဒီဘူးကကျွန်တော်လုံးဝအပြင်မှာဝယ်လို့မရဘူးစက်ရုံပေါ့နော် production ထုတ်တဲ့စက်ရုံကြီးကိုကျွန်တော်လိုက်စုံစမ်းနေမရဘူးသူတို့စီမှာလိုချင်နေဆိုရင်ဘူးရေအတွက်ကိုကျွန်တော်တို့ဥမာဟောပေါ့နော်တောင်းနဲ့သိန်းနဲ့ခြီးပြီးတော့ order တင်ရတယ်နောက်ပြီးတော့ pre order prepaid ဝေကြိုသွင်းရတယ်ဆိုတော့အဲ့ဒါမျိုးပေါ့နော်ဆိုမှဆိုတော့ကျွန်တော်မှာကရောင်းအားတနေ့ကိုဘူး1000မှမရောင်းတာเนาะဆိုတော့ကျွန်တော်မလုံနိုင်ဘူးအဲ့တော့ကျွန်တော်ဘာလုပ်ရလဲဆိုတော့ဒီကျွန်တော်တို့ဒီပလုံသမားတွေနဲ့ကျွန်တော်ဆက်သွယ်ပြီးတော့ဒါကျွန်တော်တို့စက်ကန်းပေါ့နော်အဲ့ဒီမှာတန့်တဲ့ဘူးကိုကျွန်တော်ဒေချာဆက်ပြားတွေနဲ့တန့်စအောင်ဆေးပြီးတော့မှကျွန်တော်ပြန်သုံးရတယ်ဘူးအကောင်းတွေအတန့်တွေပါဘာမှဒီကျွန်တော်စပြီးဝယ်ကြတဲ့ကကွန်ထရီထွေးထားတဲ့ဘူးတွေနောက်အပေါ်ဆွန့်ထားတဲ့ဘူးအဲ့လိုညစ်ပတ်တဲ့ဘူးဆိုကျွန်တော်လုံးဝမယူဘူးဒီတောက်ထားတဲ့ဘူးသုံးမှုရေးထည့်ထားတဲ့ဘူးစမ်းတင်းပေါ့နော်အဲ့လိုမျိုးဘူးအတန့်ကိုပဲကျွန်တော် selection ရွေးတယ်ပြီးတော့စက်ပြားတွေပါနဲ့ဆိုတော့တေးရတန့်စင်ပြီးတော့မှကျွန်တော်သုံးထားတာဆိုတော့အားနဲ့ချက်ကတော့အဟောင်းဆိုလို့ဒါပဲပါမယ်နော်ကျန်တာတွေကတော့အကုန်လုံးကျွန်တော်အစ်စ်တွေပဲဒီမှာအဖုံးလေးတွေဆိုလဲကျွန်တော်အကုန်လုံး
အဆင်ပြေအောင်လုပ်ပေးထားတယ်ဒါ ready made လေးတွေရပြီဒီမှာချက်ပါးလေးတွေရပြီ diffuser ကလေးရလဲဒါကျွန်တော်တစ်ခုချင်းစမ်းသပ်ထားတာဆိုတော့ကျွန်တော်ဘက်ကအာမခံချက်ပါပေးနိုင်လဲဆိုတော့ဒီပစ္စည်းကတစ်ခုခု error ဖြစ်ခဲ့တယ်ဥပမာပေါ့နော်ဖြစ်တတ်တဲ့သဘာဝပေါ့ဒီချက်ပါးလေးကလေမလုံတာတို့ဒီ diffuser ကလေမလုံတာတို့ဖြစ်ခဲ့တယ်ဆိုရင်ကျွန်တော်ပြန်လဲပေးတယ်ကျွန်တော်အစားပြန်လဲပေးတယ်ဆိုတော့ဘယ်လောက်ထိကျွန်တော်အစားပြန်လဲပေးလဲဆိုပစ္စည်းရော delivery charges ကိုကျွန်တော် free ဒါဆိုဒါကျွန်တော်ဘက်ကတာဝန်ခံရမယ့်ကိစ္စဖြစ်တဲ့အတွက်ကြောင့်ပစ္စည်းရောဒီ delivery ကရောကျွန်တော်အပီးစီအရောက်ပြန်ပို့ပေးတယ်เนาะဒါကျွန်တော်ဘက်ကလုပ်ပေးနိုင်တဲ့ဟာပေါ့เนาะဆိုတော့ကျုံလုံးတငယ်ချင်းတို့ဒါလေးလာပြောပြတာပါဆိုတော့အားပေးခြင်းတယ်ဆိုရင်ကျွန်တော်ဒီမှာဒါလေးအားပေးလို့ရပါတယ်လို့เนาะစပြီးတော့ကြော်ညာတာပေါ့เนาะကြအားလုံးပဲကျေးဇူးတင်ပါတယ်အားလုံးပဲအပျော်လုံးပြီးတော့ပြုတ်တောင်ကြကုန်ပြီဆိုတော့အားလုံးပဲအစစရာအဆင်ပြေကြပါစေငွေကြီးသက်သက်တာတာနဲ့အပင်ကန်လေးတွေလှလှလေးတွေပိုင်ဆိုင်ကြပါစေလို့ဆန္ဒပြုပါတယ်အားလုံးကျေးဇူးတင်ပါတယ်